အားလုံးပဲမင်္ဂလာပါရှင်။ဘာအသုံးနဲ့ပဲဖြစ်ဖြစ်အရန်လိုက်တဲ့ဘူးတီဟင်္ကာလေးချက်ပြပါမယ်ရှင်။အိုတိုထဲမှာဘူးတီရလွဲပြီးတော့ကျန်တဲ့ပါဝင်ပစ္စည်းတွေအကုန်အရင်ထည့်ထားပါမယ်။တသွန်ဖြူပစွန်ချောင်းမှုတ်စိမ့်စားငပိစာအချိုးမုတ်ဆိုင်အချိုးမုတ်နဲ့ထည့်ပါရှင်။ရေငရုတ်ကောင်းအနက်မှုတ်ထည့်ပါမယ်။ပြီးရင်စူအောင်ထည့်ပါမယ်။ဒီရဆူလာပြီဆိုလို့ရှိရင်ရသားမြည်ကြည့်ပြီးတော့လိုလာထည့်ထည့်ပေးပါဒီမှာတော့နည်းနည်းပေါ့လို့စားလေးထည့်ထည့်ထားပါတယ်အရသာအဆင်ပြေပြီဆိုလို့ရှိရင်အခွန်ခွာပြီးတော့လှီးထားတဲ့ဘူးတီးလေးတွေထည့်ပါမယ်ပြီးရင်အဖုံးအုပ်ပြီးတော့6မိနစ်ထည့်ထည့်ပေးပါအခုဆိုရင်တော့အရန်တောက်လို့ကောင်းတဲ့ဘူးတီဟင်္ကာပူလေးရပါပြီရှင်ဘူးတီးလေးတွေကိုအခုလိုမျိုးအဖြူလေးတွေပါပျောက်ပြီးတော့ကြီးကြီးလေးဖြစ်ချင်တယ်ဆိုလို့ရှင်တော့အဖုံးလေးပဲအုပ်ထားလိုက်ပါသူ့အပူနဲ့သူကျက်သွားပါလိမ့်မယ်အရန်လိုက်ဖက်တော့ကြာစံတုတ်ထမင်းချမ်းနဲ့ဘူးတီဟင်္ကာလေးတွေပါရှင်